ဟာကဲပါဟောဗျာဟောအဲချုပ်ရိုးတွေပြေးပလားချုပ်ရိုးတွေပြေးပလားနှစ်တည်းရတယ်ကြီးလေးတို့ဒီနေ့တော့မဆိုတော့လို့နေလိုက်တာမဆိုနဲ့လေရဆိုမယ်လေနည်းနည်းတော့တင်းကြီးခံပါအောင်စကားလေးပလင်ခံတာကျွန်တော်ဆိုချင်တဲ့သချင်းလေးကဦးတွန်းရဲ့တွန်းတဲ့သိမ့်တိုင်ရဲ့နင့်အမေတွန်းနော်ကွယ်လွန်သွားရှာပြီဖြစ်တယ်တွန်းတဲ့သိမ့်ကဘယ်လိုကတွန်းတဲ့သိမ့်တာအခုလည်းတိုင်ပင်ရသေးတယ်မလေးဒီစမ်းပါနော်ကွယ်လွန်သွားရှာပြီဖြစ်တယ်နေစမ်းပါယောက်ခဏမပြောစမ်းနဲ့တွန်းတဲ့သိမ့်တိုင်ရဲ့သချင်းလေးတွေပေါ့သိမ့်တိုင်ချင်းကြာဟိုလိုဖြစ်နေဦးမယ်လို့ဘယ်လိုလဲဒီခါရွာတီကမှသွားပြီးတော့မှဆိုတော့တွန်းတဲ့သိမ့်တိုင်ချင်းဆိုတော့အစုံမတက်တော့ကိုယ်ကားတွေဖြစ်နေဘယ်လိုဖြစ်သွားတော့ကိုဆိုတော့အတင်းကျွန်တော်ဆိုမယ်ဆိုအတင်းတဲ့ဆိုဘာဆိုမှလဲဟက်ကောင်ဆိုတော့ကျွန်တော်ချစ်သူရှိရာဆိုသချင်းကိုဆိုခြင်းပါတယ်တဲ့ဟဲ့ကောင်ရလားရပါတယ်ဟောသူကအဆိုမတက်တော့ကိုယ်ကားဖြစ်နေဘယ်လိုဖြစ်သွားလဲအညာမချစ်သူရှိရာအန္တိဒနာရှိဤတို့ယေဆိုတွန်းတဲ့သိမ့်တာတချင်းကိုဆိုပါအဲ့ဒါပြောတာရေးတာရောဆိုတော့ထည့်ဖတ်ပါကျွန်တော်အလွတ်ရတယ်ကိုကျွန်တော်တကယ်ရတယ်အဲ့ဒါပြောပြီးဆိုပြမယ်နော်စားတော့ဝိုင်းနေဟုတ်ကဲ့ခေါင်းလောင်းတဲ့တညညံပေးပါတဲ့ရွာကြောင်ပြင်းမြင်မီရင်မိရှုံခြင်းနဲ့တငယ်ချင်းရဲ့ကျွန်တော်နဲ့ဆီယာမနဲ့စကားမပြောလို့ကတော့မပြောဖြော်ရင်ကတော့နည်းနည်းတကြီးခံပါအခုကနောက်ဆုံးဖြော်ရင်မဲ့အလှည့်ကတော့ International Burmese Comedian Yoga Most ဖြစ်ပါတယ် International Burmese Comedian International အဲ့လောက်ဘွဲတယ်ညာတော့နင့်ခေါင်းမေးမှရေးလို့စမ်းပါမလီရပါတယ်မင်းကလေဘာလို့ချက်ပြောနေရလဲသိခါမြနော်တချင်းတစ်ပုတ်နဲ့အခန့်ဖြော်ရပါဦးမယ်တကယ်အပီဆိုမှာပါတကယ်ကိုအပီဆိုမှာပါစားတောင်းနေတဲ့အမိဖာများဝိုင်းနေတဝိုင်း2ဝိုင်း3ဝိုင်း4ဝိုင်း5ဝိုင်း6ဝိုင်း9ဝိုင်း10ဝိုင်း10ဝိုင်းအားလုံးစိတ်ရသွားအဲ့ဒါပြောကြတယ်မဟုတ်ကျွန်တော်ကိုတုံးမတကယ်အဆိုလေးတကယ်တော်တာဗျာလူရှင်တော်ထဲမှာတော့တကယ်အဆိုနဲ့တာဟုတ်ပြီနော်အခုဘာဆိုမှာကျွန်တော်ဘာတချင်းလေးဆိုမှာကျွန်တော်အလွမ်းပြေလေးတချင်းတစ်ပုဒ်ကောင်းတယ်ဗျာမကြားတာကြာလို့နားမထောင်ရင်တော့နားထောင်ရင်လည်းပြောပါနားထောင်ရင်လည်းအလောက်မြောက်ဘဝင်မမြင်ဘူးဟုတ်ကဲ့ကျွန်တော်မောက်ချင်းများစုအဲ့ဒီချင်းလေးကိုမော့ချင်းများစုမော့ချင်းများစုနောက်တစ်ပုတ်ဆိုကောမဆိုရသေးဘူးကဲဟုတ်ပြီရွာသားရဲ့မောက်ချင်းများစုဗဒန်ဒီတပမြသစ္စာမရှိဘူးမောချေဦးမူလိုမေလုံးမောင်းတောင်းရသူတူဆိုင်ရင်ကူကတောင်းခဲ့ရပြီမေသေခြင်းရသေးရောမမြောင်မောတပပရမလင်းလဲခက်ခဲ့ပြီဒီလေးတကွယ်ခဏကိုမခဏနမောရေမှာပြောကိုမခဏလေးကိုမော့ဆိုတာအရန်သဘောကျတယ်ဒါမှနဲ့ကိုမော့အမူအရာနဲ့နာမည်ကြီးတဲ့ဟာတာမင်းသားဟုတ်ကဲ့ဒီလိုမကြီးကင်ထားတော့ကိုမော့အမူအရာမပေါ်ဘူးဖြစ်ဩဒီလိုလားဟုတ်တယ်မလားအဲ့တော့ကျွန်တော်စိတ်ချမ်းသာရမယ်စိတ်ချမ်းသာရမယ်လာမယ်ဆိုမယ်စနာရီကိုမော့ဆိုမယ်ဘာမှမနဲ့ကျွန်တော်မိုက်ကလေးကင်ပေးထားမယ်အကူကဒီလိုလားမိုက်စတန်လေးမရှိလို့မိုက်စတန်လေးကမှကျွန်တော်ဟုတ်တယ်မလားအကူဆိုရတာရုပ်ပြက်နေလောက်တောင်ရောင်းတောင်းနဲ့စားသူဆိုင်မိုက်စတင်းတက်ကိုဒီလိုမိုက်ကြီးကြတော့အကုန်ကြွယ်ခံမဟုတ်ဒါမမများအဖွဲမှာနော်ကျွန်တော်ကင်ပေးထားမယ်ငါစိတ်ကတလောက်နော်ဒီလားဟောအကွာအဝေးတိုင်းလိုက်ဖို့မင်းကပူတယ်တိုးတယ်မင်းကတိုးတယ်အကိုဒီလောက်တော်ဗလားလို့အေးမဟုတ်ဒါကြတော့မင်းအဲ့ဒါကြတော့နည်းနည်းများတယ်အကိုဒီလောက်တော်ဒီလောက်ဟိုမီးလေးကလည်းငါ့ကိုမကွယ်ရအောင်အေးဟုတ်ပြီကိုဒီလောက်တော်ပြီနော်အဲ့တော့ဒီနေ့တော်ပြီနော်ဟုတ်ပြီကိုဟုတ်ပြီဒီတော့နည်းနည်းကြီးလို့ရတယ်မဟုတ်ဘူးလေမဟုတ်လေအတန်အောင်လေမလုံးဟုတ်ပြီလာတိုင်းလက်ကလည်းပြရသေးတယ်နော်သူ့မျိုးတွေဗဒန်နီတပမြသစ္စာမရှိဘူးဟောချီမူလိုမေလိုမောင်းတောက်ရသူတူ
ဆိုင်ကြီးကူကအောက်ခဲရပြီမေဒီကြီးရသေးရမပြောင်းမောတဖက်ကရပလင်းလဲထက်ခဲလေးရင်တဝဲဝါတမြင့်မြင့်ငမရေမှာပူလာမကြီးများစိုးမူရပြီဘောအလေပတန်ဒီတပမြာပစ္စမရှိဘူးအမလို့မလို့ဘာငါဆိုင်ကြီးကူကအမောင်းခဲဝေးအကားကနာဝမငြိမ်ဘူးခွဲတာကနာဝမငြိမ်